မျိုးသားတယောက်ကတစုံတရာကလျာနဲ့လာရက်တာကိုခံလိုက်ရလို့ရုတ်တရက်နိုးလာပါတယ်။မျက်လုံးအကာကိုခွာကြည့်လိုက်တဲ့အခါချက်ချင်းပဲအံ့ဩမြင့်တက်သွားရတယ်။သူဟာမီတာထောင်ကြီးမင်းနဲ့6ကန်းဖားကြီးပေါ်မှာပိတ်မိနေပြီးအောက်မှာတော့အဆုံးမရှိတဲ့6နှစ်ကြီးရှိနေပါတယ်။အပေါ်ကိုမောက်ကြည့်လိုက်တော့သူ့ရဲ့လက်ကြီးကတစ်ပင်6ကြီးတစ်ပင်မှာညှိနေပြီးသူ့အသက်ကိုတီးတီးလေးကေတင်ထားတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ကြောက်နေရန်တစ်ခုလုံးကစားကြောက်သူနဲ့ဖြစ်နေပြီးချောမွနေရပါ။သူဘလို့လောက်အပုံတက်နိုင်မှာမလဲ။အမျိုးသားလည်းနီလန်တစ်ခုစဉ်းစားမိသွားပါတယ်။သူ့စီကဓားမြောင်ကိုအမြန်ဆွဲထုတ်ပြီးဖက်နှက်ထိပ်မှာတေးသေးချာချာစိုက်ဝင်ဟောင်းထိုးထည့်လိုက်ပါတယ်။ပြီးတော့နောက်ထပ်ဓားမြောင်နှစ်လက်ကိုထပ်ထုတ်ပြီးစားကြောက်နေရန်ထဲကိုအားကုန်တုံးပြီးထိုးဆိုင်လိုက်ပါတယ်။ရှိသမျှအားအကုန်တုံးပြီးငရဲသမျှဆိုးရတဲ့ဒီအခြေအနေကနေလွတ်မြောက်ဖို့အသေးအတန်အပေါ်ကိုတွဲတက်ပါတော့တယ်။ဒါပေမဲ့2မီတာလောက်ပဲတက်ရသေးကျိုးလွယ်တဲ့ဓားမြောင်တွေကကျိုးသွားခဲ့ပါတယ်။အားပြုစရာမရှိတော့ပဲသူလည်းချက်ချင်းပဲအောက်ကိုပြုတ်ကျသွားပါတယ်။ကံကောင်းတာကလေထီးကအပေါ်ကတစ်ကိုင်းတွေမှာညှိနေသေးပါပဲ။စိတ်သက်သာရတော့မရသေးခင်ပါပဲတစ်ပင်6ကြီးကအလေးချိန်ကိုမခံနိုင်တော့ပဲဖြည်းဖြည်းချင်းအက်ကွဲလာပါတော့တယ်။သူလည်းရုတ်တရက်လှည့်ပြီးလေထီးကျိုးတွေကိုစုလွင်လိုက်ကဓားမြောင်ကိုအမြန်ဆွဲထုတ်ပြီးကျိုးကိုအသေးအတန်လိဖြတ်ပါတော့တယ်။နောက်ဆုံးတော့တစ်ကိုင်းတွေကျိုးကြတော့မယ်ဆဲဆဲမှာပဲကျိုးကိုအောင်မြင်စွာဖြတ်တောက်နိုင်ခဲ့ပါတယ်။တစ်ကိုင်းတွေမကြလာခင်နောက်ဆုံးစက္ကန့်လေးမှာဘေးအန္တရာယ်ကနေတီးတီးလေးလွတ်မြောက်သွားခဲ့တာပါ။ဒီအချိန်မှာသူ့ရဲ့ဘဲဘဲခြေထောက်ကချောမွနေတဲ့စားကြောက်နေရန်ပေါ်မှာရှိနေပြီးလက်နှစ်ဖက်ကလည်း6ကန်းပါးကိုဖတ်တွယ်ထားဖို့ရုန်းကန်နေရပါတယ်။မျောလင့်ချက်တွေကုံဆုံးကနေအချိန်မှာပဲသူ့အပေါ်ဘက်မှာစားတွေကိုလျက်နေတဲ့စိတ်တကောင်ကိုမြင်လိုက်ရပါတယ်။ဒီမြင်ကွင်းကသူ့နှလုံးသားထဲမှာမျောလင့်ချက်ရောင်ခြည်လေးတစ်ခုပေါ်လာစေခဲ့ပါတယ်။တခြားဘာကိုမှဂရုမစိုက်တော့ပဲစိတ်ရဲ့လှုပ်ရှားမှုကိုအတူခိုးဖို့သူဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်အာယူတွန်းကန်ပြီးလက်နှစ်ဖက်ကို6ကန်းပါးနေရန်ကြားမှာထောက်လိုက်ပါတယ်။သူ့အောက်မှာကအဆုံးမရှိတဲ့6နှစ်ကြီးထစ်ပြီးမြင်ကွင်းကကြက်တီးထားစေရပါ။ချီချော်သွားတဲ့နဲ့သူလည်းအစအနာတော်ရှာတွေ့မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့နောက်ဆုတ်စရာလမ်းမရှိတော့ပါဘူး။စိတ်ရဲ့လှုပ်ရှားမှုတွေကိုအတူခိုးယုံကလေးရွေးချယ်စရာမရှိတော့ပါဘူး။6ကန်းပါးဘုံကိုတက်ဖို့လက်တွေရောခြေထောက်တွေကိုပါဂရုစိုက်ပြီးတုံးခဲ့ရပါတယ်။အချိန်ကြာပင်ပန်းတက်ပြီးတဲ့နောက်မှာတော့6ကန်းပါးရဲ့အစွန့်ထွက်နေတဲ့နေရာတစ်ခုကိုသူရောက်ပါတယ်။အမောတော်မဖြေနိုင်သေးခင်မှာပဲသူ့ခြေအောက်ကစားကြောက်တွေရုတ်တရက်ပြိုကျသွားပါတယ်။ချက်ချင်းပဲကြောက်တုံးတွေကအောက်က6နှစ်ကြီးတွေကိုလွင့်စင်ကျသွားပါတယ်။အမျိုးသားလည်းအပေါ်ကိုကမန်းတကန်ဆက်တက်ပါတော့တယ်။အခွင့်အရေးကိုအယူပြီးစိတ်တကောင်လောက်ခြေစုံကန်ပြီးအပေါ်ကိုခုန်တက်လိုက်ပါတယ်။လက်နှစ်ဖက်က6ကန်းပါးထိပ်ကိုလှမ်းကင်မိပါတယ်။ဒီအချိန်သူလည်းလုံးဝကိုအားရင်ကုန်စင်ခံရပါတယ်။ဘလောက်ပဲကြိုးစားအပေါ်ကိုဆက်တက်ဖို့ကဖြစ်နိုင်စလောက်မရှိပါဘူး။ရုတ်တရက်အပေါ်မှာတောင်စိတ်တကောင်ပေါ်လာပြီးသူ့ကိုစူးစူးရဲရဲစိတ်ကြည့်နေပါတယ်။စိတ်ကအနံ့ခံကြည့်ပြီးသူ့အမျိုးမဟုတ်မှန်းသိသွားတဲ့အခါတုံဆိုင်မနေပဲအောက်ကိုခေါင်းနဲ့ဝှေ့ကြပါတော့တယ်။ကံကောင်းတာကအမျိုးသားရဲ့လက်တစ်ဖက်က6ကန်းပါးစွန်ကိုမြဲကုန်တိုက်ထားစေပါပဲ။ရှိသမျှအားအကုန်သုံးပြီးအပေါ်ကိုဆက်တက်ပါတယ်။ဒါပေမဲ့စိတ်ကလည်းလက်မလွတ်ပါဘူး။သူ့ကိုနောက်တစ်ချိန်ချုပ်ဝင်တိုက်ပါတယ်။သူလည်းစိတ်ရဲ့ဂျိုးလီကိုလှမ်းကင်လိုက်ပါတယ်။စိတ်ကလည်းအန်ဒီရဲ့ရှိမှန်းသိသွားလို့လှမ်းပြီးအနောက်ကိုအမြန်ဆွဲဆုပ်လိုက်ပါတယ်။အဲ့ဒီအခါမှာအမျိုးသားရဲ့ခန္ဓာကိုယ်ပါ6ကန်းပါးထိပ်ကိုဆွဲတင်ခတ်လိုက်ရပါတယ်။မြေပြင်ပေါ်ကိုအယုတ်ကျိုးပြကျသွားပြီးအသက်ကိုလူရှူနေရပါတယ်။အမျိုးသားဟာသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့စိတ်လေးကိုဖြည်းဖြည်းချင်းလက်လန်းပြီးညင်ညင်တတပွတ်တာပေးလိုက်ပါတယ်။သူ့မျက်လုံးတွေထဲမှာတော့စိတ်သက်သာရာတွေနဲ့ကျေးဇူးတင်မှုတွေအပြည့်ပါပဲ။